Hey မေလာ24နဲ့25မှာ Junction Square မှာ The Miss ပိုင်စပွဲရှိပြီးတော့နောက်ထပ်တစ်ပတ်ပဲခြားရနော်မေလာ31နဲ့ဇွန်လ1ရက်နေ့မှာဆိုလို့ရှင် Junction City မှာနောက်တစ်ပွဲရှိအဲ့တော့ပြောရမယ်ဆိုလို့ရှင်နှစ်ပတ်ဆက်တိုက်လို့ပွဲလုပ်တယ်လို့ဖြစ်သွားဘာလို့လဲဆိုတော့မေလာမှာပဲဒီကုန်ပစ္စည်းအသစ်နှစ်ခုကလည်းထုတ်ထားတယ်နှစ်ခုစလုံးကလည်းတေချာပေါက်လူအရန်ကိုနှစ်တည်းအများကြီးချီပြီးတော့စုကိုတောင်းဆိုနေကြတဲ့ပစ္စည်းနံပါတ်1ကတော့ဗာလဲဆိုတော့ body lotion ထုတ်ပါ body butter ကြီးပဲမသုံးချင်ဘူး body lotion ပဲထုတ်ပါ body lotion မှာတော့မှအသားကိုလုံးဝဖြူစီတဲ့ဟာပဲထုတ်ပါဆိုပြီးတော့ပြောကြတယ်အဲ့တော့အခုတော့လာပြီ dual brightening booster လာပြီဒါအပြင်အခု The Miss by Sue Missy တိုင်းအမြဲတောင်းတာဗာလဲဆိုတော့ moisturizer ဒီ moisturizer ကိုထုတ်ဖို့အတွက်2နှစ်လောက်ထိစုအချိန်ခဲ့တယ်ပြီးတော့ဒါမတိုင်ခင်မှာတော့ကိုရိုင်းမထုတ်ပေမဲ့တော်တော်များများပေါ့နော်ဒီတစ်ခုခုသုံးလိုက်တယ်တစ်ခုခုအပြင်သွားလိုက်တယ် makeup လိမ့်လိုက်တယ်ဆိုတာလည်းတခါတည်းကိုယ့်ရဲ့ skin မှာနောင်နေဆိုရင်အဖူလေးတွေပေါက်တာနဲ့အဲ့လိုမျိုးအမြဲ skin chance ကိုမကောင်းတဲ့သူတွေရှိတယ်အဲ့ဒီ skin barrier သမားရဲ့အတွက် skin barrier repair လုပ်ပေးတဲ့ moisturizer လို့ပြောလို့ရတယ်ရေတကြီးပဲဖြည့်ပေးတာမဟုတ်ဘူး skin ရဲ့ barrier ကပြန်ပြီးတော့တိဆောက်ပေးတယ်နောက်တစ်ခုကအမဲဆက်လေးအမာယိုလေးပါတက်တာစီချွေးပေါက်လေးတွေလည်းဖြည်းဖြည်းချင်းစီသူက barrier ကောင်းလာတဲ့အခါမှာကျင်းလာမျိုးရှိတယ်ပြောရမယ်ဆိုလို့ရှိရင်တော့ချွေးပေါက်ကျင်းဖို့အတွက်ဒီ ingredients ကိုအဓိကသုံးတာမဟုတ်ဘဲနဲ့ skin barrier ဆိုတဲ့အတိုင်း skin chance ကိုကောင်းလာစေတဲ့အခါမှာတခြား repair လုပ်သွားရမယ်ပြင်သွားရမယ် skin မှာရှိတဲ့အနာစာလေးအလိုလိုလျောက်ပြုတ်ပြင်ပေးသွားတယ်ကုသပေးသွားတဲ့ moisturizer ဖြစ်တယ်နောက်တစ်ခု gel cream moisturizer เนาะရေဓာတ်ကို gel လိုမျိုးဘာမှလိမ့်ပြီးမကြမ်းတာမျိုးလည်းမဖြစ်ဘူးပြီးတော့ cream လိုမျိုးပြည့်ပြည့်ခဲခဲလည်းဖြစ်မှာမဟုတ်ဘူး gel cream moisturizer ဖြစ်တယ်ဈေးနှုန်းကလည်းမေုံ29,500ပဲရှိတယ်ဒီလိုရှင်းရလဲ body butter နဲ့ဈေးတူတူပဲ23,000ပဲရှိတယ်စုတက်နိုင်ဆုံး3,000ထိကိုမသွားတဲ့ဈေးနှုန်းလေးရွေးချယ်ပေးထားတယ်လွန်ခဲ့တဲ့နှစ်ကတော့မှဒါအောင်2,000ခွဲနဲ့ထုတ်မယ်ဆိုပြီးတော့စုကတိပေးထားတဲ့အတိုင်း2,000ခွဲတော့ကွက်တီတော့မရဘူးပေါ့နော်ဘာလို့လဲဆိုတော့ထည့်ထားတဲ့ ingredients ကိုလည်းမေုံဆိုတော့က3,000မပြည့်တဲ့ကုန်ပစ္စည်းလေးနှစ်ခုစလုံးကိုကပွဲမှာလာပြီးတော့စမ်းကျင်တယ်အနံလေးစမ်းကျင်တယ်ပြီးတော့ texture လေးစမ်းကျင်တယ်ဆိုရှင်လုံးဝကိုလက်မလွတ်တဲ့အခွင့်အရေးဖြစ်တယ်ဒါကြောင့်ထပ်ပြီးတော့ပြောမယ်မေလ24-25စနေတနင်္ဂနွေမှာ Junction ကွဲမှာပွဲရှိမယ်နောက်တစ်ခုကမေလ31ရက်နေ့စနေတနင်္ဂနွေပဲဒါကကြတော့ Junction City မှာပွဲရှိမယ်နှစ်ပွဲစလုံးမှာဒီကုန်ပစ္စည်းလေးတွေရှိမှာဖြစ်တယ်တခုတော့ရှိရပါတော့အကယ်လို့များကိုကမေ24-25တည်းကဒီဟာတစ်ခုလုံးက out of stock ဖြစ်သွားရင်တော့စိတ်မကောင်းစရာပဲဒါပေမဲ့ The Miss Fine ကနေပြီးတော့အများကြီးကြီးညာပေးနေမယ်နောက်တစ်ခုကဒါဆိုရှင်ပြောစရာရှိတယ်မစုရေး promotion မရှိဘူးလားဘယ်လိုမျိုးစီစဉ်ပေးလို့ရလဲဆိုမနိုင်ပြောလို့ရှင်ဒီပစ္စည်းအကုန်လုံးကလေ promotion ချလို့ရတယ်ဆိုတော့လုံးဝမဟုတ်ဘူးဒါပေမဲ့စုဘာလေးတော့လုပ်ပေးထားလဲဆိုတော့စုအနေနဲ့ဒီကုန်ပစ္စည်းတွေကိုဈေးချလို့မရအောင်ဆိုရှင်တော့စုကဈေးချလို့တော့ရတယ်ဈေးကစုက marketing ဈေးတွေကိုစုအခုတည်းကနောက်ပိုင်းကျစဉ်းစားရင် mix တွေကိုအများစုပြန်ပြီးတော့ဝယ်တဲ့သူကိုပတ်စံပြန်ပေးမယ် influencer တွေကိုအများကြီးကြော်ညာခိုင်းတာတဲ့ဆိုင်ဆိုပြီးတော့စုစဉ်းစားလိုက်တယ်အဲ့တော့စု plan လေးတစ်ခုရှိပါတယ်လာတာပြီးတော့ဝယ်တဲ့သူတွေကနံပါတ်1အချက်ကိုဝယ်တဲ့ပေါက်ချလုံးဝမမေ့နဲ့နံပါတ်2အချက်ဝယ်ပြီးလို့ရှိရင်ကိုတကယ်သုံးကြည့်ပြီးတော့ကြိုက်နေတတ်တယ်ဆိုလို့ရှိရင်ကိုရဲ့ social media platform မှာကိုက public နဲ့တင်လို့ရတယ် social media platform ဆိုတော့ကို platform မှာမဟုတ်ဘဲ beauty groups တွေမှာတင်လို့ရှိရင်လည်းရတယ် honest review ပဲပေးဖို့လိုတယ်ဆိုတော့အကုန်လုံးဘယ်လို review ပဲဖြစ်ဖြစ်လက်ခံပါတယ်ပြီးတော့ကိုကနံပါတ်3အဲ့လိုမျိုးတင်ပြီးသွားပြီ3ရက်ပြည့်တဲ့နေ့ဆိုလို့ရှိရင်3ရက်ပြည့်တဲ့ link ရဲ့ voucher ရဲ့နှစ်ခုကို The Miss by Sue Messenger ကိုပို့လိုက်ပို့ပြီးသွားလို့ရှိရင်ကိုရဲ့ KP account လေးပါတခါရေးပို့လိုက်စုက 10% refund ပြန်ပြီးတော့ပေးမှာဖြစ်ပါတယ်ဆိုတော့ကဒီလိုစီစဉ်လိုက်ရတာကလည်းစုခုနကပြောသလိုပစ္စည်းတွေအကုန်လုံးစုအနေနဲ့ဈေးချဖို့ကဒါဒီကုန်ပစ္စည်းကတကယ်ကို margin နည်းနည်းလေးပဲယူထားတဲ့ကုန်ပစ္စည်းဖြစ်တဲ့အတွက်စုဈေးချဖို့ကလည်းအဆင်မပြေဘူးနောက်တစ်ခုကတော့တခြား influencer တွေ review ထက်ကိုယ်တိုင်သုံးတဲ့သူရဲ့ review ကလူတွေတော်တော်များများလည်းလက်ခံမယ်လို့ယုံကြည်ရတဲ့အတွက်ဒီလိုလေးစီစဉ်လိုက်ရတာဖြစ်ပါတယ်လို့ရမယ်လို့လည်းစုမတောင်းဆိုပါဘူးအဲ့တော့က discount plan လည်းစီစဉ်ပေးထားရကွာကုန်ပစ္စည်းနှစ်ခုလည်းထုတ်ပေးထားရကွာပွဲကလည်းနှစ်ပတ်လုံးတော့မှစီစဉ်ပေးထားရကွာအဲ့တော့လာမှယူရတဲ့တောင်းဝင်မယ်အားလုံးတွေ့ချင်ပါတယ် see you ပါတက်